လမ်းမတနေရာမှာရှိတဲ့ဇာပုံပုံတစ်ခုတည်းကိုတော့ဂွမ်းလို့အမည်ရတဲ့ကလေးမလေးတစ်ယောက်ကသူမရေးထားတဲ့ဇာတစ်စောင်ကိုထည့်နေခဲ့ပြီးသူမပိုးတဲ့သူကတော့မျက်ဝေလုံးစုံမှာရှိတဲ့ခရစ်စမတ်ပူဖိုးကြီးဖြစ်တဲ့ဆန်တာကလော့စီကိုပဲဖြစ်ပါတယ်။ဂွမ်းရဲ့ဇာထဲမှာရေးသားထားတဲ့အရာတွေကတော့ခရစ်စမတ်ပူဖိုးကတကယ်ရှိတာလားရှိရဆိုရင်ကဘယ်လိုပုံစံမျိုးလဲခရစ်စမတ်လက်ဆောင်တွေကိုရောခရစ်စမတ်ပူဖိုးကတညာတဲ့နဲ့တစ်ကမ္ဘာလုံးမှာရှိတဲ့ကလေးတွေစီကိုဘယ်လိုရောက်အောင်ပို့တာလဲစတဲ့ကလေးပီပီအတွေးတွေနဲ့ဇာထဲမှာရေးသားမေးထားတာပါတယ်။ကလေးမလေးဂွမ်းရဲ့ဇာကိုတော့ဆန်တာကလော့ရဲ့အငယ်ဆုံးသားဖြစ်သူအာသာကဖတ်ကြည့်နေခဲ့ပြီးအခြားတစ်ကမ္ဘာလုံးကကလေးတွေပို့တဲ့စာတွေကိုလည်းအာသာကပဲတိုင်ငံဖတ်ပါတယ်။အာသာကသူ့အတွက်ခရစ်စမတ်ဆိုတာကတာမန်လိုရိုးလို့စင်စနစ်တစ်ခုမဟုတ်ပဲကလေးတိုင်းရဲ့ပျော်ရွှင်မှုလို့မှတ်ယူထားသူဖြစ်ပါတယ်။ကလေးမလေးကွန်ရဲ့စာထဲမှာတော့ကွန်ကပန်းရောင်စပိန်လေးကိုလက်ဆောင်အပြည့်လိုချင်ကြောင်းဆန်တာကလော့စီကိုတောင်းဆိုထားတာဖြစ်ပြီးအာသာကကွန်စီကိုဆန်တာကလော့တကယ်ရှိတာမလို့ပန်းရောင်စပိန်လေးကိုလက်ဆောင်အပြည့်ပေးမှဖြစ်ကြောင်းစာပြန်ရေးပါတယ်။အဲ့လိုပဲကြားကလေးတွေပို့တဲ့စာတွေကိုလည်းအာသာကပဲစာပြန်ရပြီးအာသာကကလေးတွေပို့တဲ့စာတွေကိုတခြားဖတ်ကြည့်ပြီးစာပြန်ရတဲ့အလုပ်ကိုလုပ်ပါတယ်။တပတ်မှာတော့ဆန်တာကလော့ကသူ့ရဲ့တပည့်နတ်တငယ်တွေနဲ့အတူခရစ်စမတ်လက်ဆောင်တွေကိုလိုက်ပို့နေခဲ့ပြီးနတ်တငယ်တွေကဆန်တာကလော့လက်ဆောင်ပို့တာမှအဆင်ပြေစေဖို့ပို့ရမယ်အိမ်မှာရှိတဲ့အိမ်သားတွေအိမ်မိတ်ကိုစစ်ဆေးပြီးလမ်းကြောင်းရှင်းပေးပါတယ်။အဲ့လိုနတ်တငယ်တွေလမ်းကြောင်းရှင်းလို့ပြီးတော့မှဆန်တာကလော့ကအေးလူပဲလက်ဆောင်ပို့ပါတယ်။ပြီးတော့လက်ဆောင်ပို့ရမှလည်းခင်မီတိုးတက်လာတာနဲ့အညီပဲအရင်လိုတမင်တွေမောင်းတဲ့ဆိုဘာကိုမစည်းတော့ပဲဆိုဘာတဲ့ပုံမြန်းတဲ့လင်းရင်မြန်ကိုသာအသုံးပြုပြီးတနေရာနဲ့တနေရာကိုတွားကြပါတယ်။ညဝင်းရုံးဆုံးကထိတ်ချုပ်ခန်းမှာရှိတဲ့နတ်တငယ်တွေအားလုံးကလည်းဘဲမျိုးဘဲလန်းကဘဲအိမ်ကိုဘဲလက်ဆောင်ပို့ပြီးပြီလေလက်ဆောင်ပို့ရသေးဘူးလေစတဲ့အချက်တွေကိုစီစဉ်စစ်ဆေးပါတယ်။ထိတ်ချုပ်ခန်းကနတ်တငယ်တွေကိုအမိန်ပေးခိုင်းစေတဲ့သူကတော့ဆန်တာကလော့ရဲ့အကြီးဆုံးသားဖြစ်တဲ့စတီဖစ်ကအလုပ်ကိုစနစ်တကျလုပ်ပြီးစီရန်လဲကြည့်ပါတယ်။အဲ့ချိန်တစ်ဖက်ကလက်ဆောင်ပို့နေတဲ့ဆန်တာကလော့တို့ဘက်မှာပြဿနာတစ်ခုစတက်ပါတယ်။ပြဿနာကတော့လက်ဆောင်ပို့မဲ့အိမ်ကကလေးကရုတ်တရက်နိုးလာလို့ဖြစ်ကလေးနိုးလာတာကြောင့်ဆန်တာနဲ့နတ်တငယ်တွေလည်းသူတို့ကိုမမြင်အောင်ပုံနေလိုက်ကြပါတယ်။ဒါပေမဲ့ဆန်တာကပြီးထားတဲ့လက်ဆောင်ကတရှင်းတန်ထွက်တဲ့အယုတ်တစ်မျိုးဖြစ်နေကဆန်တာခေါင်းကြွလိုက်တာနဲ့အယုတ်ကနေအတန်မီလာမှဖြစ်လို့အဲ့ခါကျရင်ဆန်တာတို့ရှိနေတာကိုကလေးကတီးသွားမှာဖြစ်ပါတယ်။ဒါကြောင့်စတီကဆန်တာဘေးကနတ်တငယ်ကိုလက်ဆောင်တို့ကိုဖြီးပြီးအယုတ်ထဲကတကယ်တွေကိုထုတ်ဖို့အမိန်ပေးခဲ့ကနတ်တငယ်ကလည်းစလုပ်ပါတယ်။နတ်တငယ်ကတကယ်ဒီကိုအတန်မထွက်အောင်တိတ်တိတ်ဆိတ်ထုံးနေတာကိုလည်းထိတ်ချုပ်ခန်းထဲမှာရှိတဲ့နတ်တငယ်တွေအားလုံးကရေတတဲနဲ့စောင့်ကြည့်နေကြပြီးအဲ့မြင်ကွင်းကိုလည်းတစ်ပတ်မှလည်းဖိုးကြီးတယောက်ကကြည့်နေပါတယ်။အဲ့ဖိုးကြီးကတော့အရင်ကဆန်တာကလော့ဖြစ်ကအခုလက်ရှိဆန်တာကလော့ရဲ့အဖေးဖြစ်ပြီးအာသရဲ့အဖိုးပါအဲ့ချင်းအာသကရောက်လာပြီးအဖိုးဖြစ်သူနဲ့အတူအဲ့မြင်ကွင်းကိုကြည့်နေမကြခင်မှာပဲအယုတ်ထဲကနေတကယ်ကိုထုတ်တာအောင်မြင်သွားပါတယ်။ဒါမဲ့အယုတ်မှာကကိုပိုင်ဘက်ထရီလည်းရှိနေသေးတာမလို့5စက္ကန့်အတွင်းမှာတဲ့အတန်မီလာတော့မှမလို့ဆန်တာနဲ့နတ်တငယ်တွေအားလုံးလည်းကလေးကိုအာယုံလဲကထွက်ပြေးလိုက်ကြရပါတယ်အဲ့နောက်လက်ဆောင်ပို့တာကိုဆက်လုပ်ကြကမကြခင်မှာပဲတကဘာလုံးမှာရှိတဲ့အိမ်တိုင်းကိုလက်ဆောင်ပို့တာအောင်မြင်သွားခဲ့ပြီးစန္ဒာနဲ့နတ်တငယ်တွေလည်းမြောက်ဝင်ရုံစုံကိုပြန်လာကြပါတယ်အိမ်ကိုပြန်လာတဲ့အဖေဖြစ်သူစန္ဒာကိုအာသာကသွားနှုတ်ဆက်တော့အဖေဖြစ်သူကလည်းပြန်နှုတ်ဆက်ပေမဲ့သူအားကိုရတဲ့တာအကြီးဆုံးစတိလောက်တော့ဟဲ့ပဲမရှိတာကိုအာသာကသိလိုက်ရပါတယ်အဲ့နောက်စန္ဒာကလက်ဆောင်ပို့တာအောင်မြင်တဲ့အထိမ့်မှတ်ဖြစ်မိကွန်းပါညာပြောတော့စတိကသူ့ကိုစန္ဒာကလော့ပြီးရွေးချက်တင်မြောက်တော့မယ်လို့ထင်သွားပါတယ်ဒါမဲ့အဖေစန္ဒာကနောက်နှစ်လေဒီလိုပဲဆက်ကြိုးစားကြတာပေါ့ဆိုပြီးပြောကမိကွန်းကိုအဆုံးသက်ခဲ့တာကြောင့်စတိရဲ့မျောလင်းချက်တွေလည်းပျက်စီးသွားခဲ့ရပါတယ်အဲ့နောက်မိသားစုအကုန်လုံးကွေးစမတ်ညတာစားကြပြီးညတာစားလို့ပြီးတော့အာသာကကွေးစမတ်ဘုံကိန်းတစ်ခုကိုစောက်ဖို့အားလုံးကိုအကြံပြုလာပါတယ်အဲ့ချိန်တစ်ဖက်မှာတော့နတ်တငယ်တို့ကတန်ရှင်းရင်လုံးနေပြီးအဲ့လိုတန်ရှင်းလုံးနေချင်းတေချာထုတ်ပိုးထားတဲ့လက်ဆောင်တစ်ခုကိုနတ်တငယ်ကတွေးသွားပါတယ်တစ်ဖက်မှာလည်းဘုံကိန်းထဲမှာပါတဲ့ဇက်ကောင်တွေနဲ့တက်ဆိုင်တဲ့အယုတ်တွေကိုရွေးနေခဲ့ပြီးအာသာကဘဲရုပ်ရရယူပေးမဲ့စန္ဒာကလော့အယုတ်ကိုတော့အခုလက်ရှိစန္ဒာရဲ့အရင်ကစန္ဒာရဲ့နဲ့စန္ဒာဖြစ်ရှင်နေတဲ့စတိစားတဲ့မြေသားပါ3ယောက်ကလူနေကြပါတယ်အဘိုးစန္ဒာကမြေ2ယောက်ထဲမှာအာသာကိုသာအချစ်ဆုံးမလို့စတိကိုစကားနိုင်တွေလူပြောနေခဲ့ပြီးစတိလည်းဒေါသထွက်ကအပြင်ကိုထွက်သွားပါတယ်စတိရဲ့နောက်ကိုလည်းအာသာကလိုက်ခဲ့ပြီးစန္ဒာကလော့အယုတ်ကိုစတိကိုပေးကနောက်နေ့ကျရင်စန္ဒာဖြစ်လာမဲ့သူကစတိပဲဆိုတာသူယုံတာမလို့သူအားပေးနေမှာဖြစ်ကြောင်းအာသာကပြောပါတယ်တတိကတော့အာသာရဲ့စကားကိုဘာမှပြန်မပြောဘဲအေးစစ်စစ်နေတာထွက်သွားပါတယ်လက်တငယ်ကသူရှာတွေးတဲ့လက်ဆောင်ကိုစတိကိုပြတော့ကလေးတယောက်ကိုလက်ဆောင်မပို့ရသေးပဲကြံနေသေးတာဖြစ်နေကအဲ့ဒါကိုလည်းအာသာကတီးသွားပြီးအဖေစန္ဒာကိုလှမ်းခေါ်လိုက်ပါတယ်စတိကလက်ဆောင်ပို့ရသေးတာကတခုတည်းကြံနေတာမလို့နောက်နေ့စားတိုက်ကနေပို့လိုက်မယ်ဆိုပြီးပြောတော့အာသာကအဲ့လိုလုပ်ရင်လက်ဆောင်ကနောက်9ရက်နေမှကလေးစီကိုရောက်မှာဖြစ်လို့အဲ့လိုသားလုပ်ရင်ချီနူးမှုကိုပျောက်စေနိုင်ကြောင်းပြောပါတယ်မဲ့စတိကတော့လက်ဆောင်ကိုအခုအချိန်မီပို့ဖို့ဆိုတာကမဖြစ်နိုင်ကြောင်းနဲ့လေရင်နဲ့ပို့မယ်ဆိုရင်လည်းလေရင်ကတိတ်မကြခင်ကမှမိုင်ပေါင်း9တန်းကျော်ကိုမောင်းနှင်ခဲ့ပြီးပြီမလို့ထပ်တာအသုံးပြုရင်ပျက်စီးသွားနိုင်တာမလို့ဇာတိုက်နဲ့ပဲပို့ဖို့ကိုထပ်ပြောလာပါတယ်တတိရဲ့အကြံကိုလည်းအဖေစန္ဒာကလက်ခံခဲ့တာကြောင့်အာသာလည်းဘာမှဆက်မပြောနိုင်ဖြစ်သွားရပါတယ်အာသာလည်းလက်ဆောင်ကိုယူကသူ့အခန်းထဲကိုသွားပြီးကလေးတွေပို့တဲ့စာတွေကိုပြန်ကြည့်တော့မှလက်ဆောင်ကကလေးမလေးကွမ်တောင်းထားတဲ့ပန်းရောင်စပိန်လေးဖြစ်နေမှအာသာကတီးခဲ့ပါတယ်
ဒီအကြောင်းကိုလည်းအဖိုးဖြစ်သူကိုအာသာကတော့ပြောရကမနက်မိုးလင်းလို့ကလေးမလေးနိုးလာချိန်ထီးရှူပင်အောက်မှာသူမအတွက်လက်ဆောင်ရှိမနေရင်ကလေးမလေးမပြောမရှင်ဖြစ်ကခန်းစားသွားရမှာကိုအာသာကတွေးမိခဲ့ပြီးလက်ဆောင်ကိုစားတိုင်းနဲ့မဟုတ်ပဲအခုချက်ချင်း2 နာရီအတွင်းမှာဘလို့ရအောင်တော့ပို့ရမလဲဆိုတာကိုအဖိုးဖြစ်သူကိုအာသာကမေးပါတယ်အဖိုးကနီးလန်းတစ်ခုရှိတယ်လို့ပြောလာကအာသာကိုအခန်းတစ်ခုစီခေါ်သွားခဲ့ပြီးအခန်းထဲမှာတော့ဆိုဖာကြီးတစ်ခုရှိနေတာကိုအာသာကမြင်လိုက်ရပါတယ်ဆိုဖာအပြင်ပြန်တန်းလို့ရတဲ့မော်အမုတ်တွေနဲ့တမင်ရှိကောင်ကိုလည်းအဖိုးဖြစ်သူကတိတ်ဆိတ်မွေးမြူထားခဲ့တာမလို့ကလေးမလေးခွမ်းစီကိုလက်ဆောင်သွားဖို့အတွက်အဆင်ပြေသွားပါတယ်။ဒါမဲ့အာသာကသူကစပိန်ကိုတောင်ကောင်းကောင်းမနေနိုင်တာမလို့လက်ဆောင်ပို့တာကိုသူလုံနိုင်ပါမလားဆိုပြီးတွေးကစိတ်ပူနေပါတယ်။အဲ့နောက်မြေဖို့2 ယောက်လဲစိုးပါကြီးကိုစီကထားထွက်လိုက်ရပြီးတမင်ရှိကောင်ကပြန်နိုင်တဲ့မှော်မုံနေကြောင်စတင်ပြီးပြန်နိုင်သွားကစိုးပါပြန်ကြီးနဲ့အတူမြေဖို့2 ယောက်သာသွားကြပါတယ်။ဒီစိုးပါကိုတော့နောက်အချိန်မှာဆန္ဒကလော့ဖြစ်လာမဲ့သူတွေကပဲစီးပူးခဲ့ကြပြီးအာသာအဖေတုံးကလည်းအခုလိုပဲသူမောင်းတဲ့စိုးပါကိုစီးခဲ့ဖူးကြောင်းအကိုဖြစ်သူကအာသာကိုပြပြနေကအခုကတော့အာသာစီးပူးတဲ့ကလေးပါ။မြေဖို့2 ယောက်လဲဆိုဖာကြီးစီကမကြခင်မှာပဲမြို့ပေါ်ကိုရောက်သွားကြပြီးအမိုးဆန္ဒကမြို့ပေါ်မှာဆိုဖာမောင်းခဲ့တာကနေ့တည်ကြာခဲ့ပြီမလို့အခုမှပြန်မောင်းရတော့ဝယုံ3 ကတွေဖြစ်နေခဲ့ပါတယ်။အဲ့ဒီလက်ဆောင်ကိုရှာတွေ့ခဲ့တဲ့နတ်တငယ်မာရှယ်ပေါ်လာလို့အာသာတို့မြေဖို့လည်းအံ့ဩသွားပါတယ်။နတ်တငယ်မာရှယ်ကအာသာတို့ကိုကူညီဖို့ခိုးလိုက်လာခဲ့တာဖြစ်ကနတ်တငယ်ပြောတော့မှသူတို့ရဲ့စူပါမှာတမင်8 ကောင်ကနေ9 ကောင်ပဲရှိတော့ပြီးတကောင်ကသူတို့ဝယုံ3 ကမောင်းခဲ့တုန်းကပျောက်သွားတာကိုအာသာတို့ကသိလိုက်ရပါတယ်။အဲ့နောက်မူဘော်ကနေပဲဆက်သွားကြပြီးကုန်းမီပင်တစ်ခုကိုရှာတွေ့လိုက်ရတာကြောင့်အာသာတို့လည်းဆင်းသက်ခဲ့ကြပါတယ်။ဒါမဲ့သူတို့ဆင်းတဲ့နေရာကအင်တရီမှမရှိပဲတိရစ္ဆာန်တွေပဲနေထိုင်တဲ့အာဖရိကဖြစ်နေခဲ့ပြီးသူတို့အနားကိုလည်းချင်းသေးတွေကရောက်လာပါတယ်။အာသာတို့3 ယောက်လည်းချင်းသေးတွေဝိုင်းတာခံနေရပြီးချင်းသေးစာပြတော့မယ်ဆဲဆဲဖြစ်နေကအဲ့ချိန်တစ်ပတ်မှလည်းအာသာတို့ခိုးထွက်သွားတာကိုစတိကတိလိုက်ရပြီးအာသာတို့နဲ့ဆက်သွယ်ကြည့်ဖို့လုပ်နေခဲ့ပါတယ်။အာသာတို့ဘက်မှလည်းအာသာကသူ့ရဲ့ထူးဆန်းတဲ့ဖက်နှက်တွေနဲ့ချင်းသေးတွေကိုအာယုံလွှဲတော့ချင်းသေးတွေလည်းအိမ်ငိုက်ကအိပ်ပျော်သွားတာလို့အာသာတို့လည်းပပီးဖို့လုပ်နေတဲ့အချိန်တစ်ဖက်ကနေစတိတို့ကဆက်သွယ်လာလို့စူပါဘော်ကဆက်သွယ်ရေးဆက်ကအတန်ကျဲကြီးထမိလာတာကြောင့်ချင်းသေးတွေပြန်လိုးလာပြီးအာသာတို့3 ယောက်လဲ3 ချိန်တင်ကဆိုပါဘော်တက်ပြီးမောင်းပြေးကြရပါတယ်။အားတောင်ချင်းသေးတွေကဆိုပါဘော်ခုံတက်လာပြီးရန်ရှာတော့ဆက်သွယ်ရေးဆက်တွေရောအပိုးရဲ့ကင်မရာပါပစ္စည်းသွားပြီးအာသာတို့လည်းချင်းသေးတွေလက်ကနေကက်တီလေးလွတ်ခဲ့ကမိုးဘော်ကိုပြန်တက်နိုင်ခဲ့ပါတယ်။ဒါမဲ့လည်းတမင်နှကောင်ကအထီးခိုက်တွေကြောင့်ကျန်နေခဲ့ပြီးတမင်တွေကိုချင်းသေးတွေကလိုက်ဆွဲနေတာကိုအာသာကမြင်တော့ပြန်နိုင်တဲ့မော်မုံကိုတုံးကကူညီပေးလိုက်ပါတယ်။မော်မုံကြောင့်တမင်နှကောင်အပြင်အာဖရိကမှာရှိတဲ့လိမ့်ရန်တော်တော်များများမိုးဘော်ကိုပြန်နိုင်ကုန်ကြပါတယ်။တစ်ပတ်မှာတော့အာသာတို့ရဲ့ဆက်သွယ်ရေးဆက်ကချင်းသေးတွေကြောင့်ပစ္စည်းသွားတာမလို့စတီတို့လည်းအာသာတို့ကိုဆက်သွယ်လို့မရဖြစ်သွားပါတယ်။အသားကသူတို့ကွမ်းစီကိုဆက်သွားနိုင်ပြီမလို့ပြောနေပေမဲ့အိုးဆန္ဒကတော့မပြောမရွှင်ဖြစ်နေပြီးအကြောင်းကတော့သူ့ကင်မရာလည်းပျက်စီးသွားပြီးတမီတွေလည်းရှစ်ကောင်ဝယ်ပြီးတော့လို့ဖြစ်ပါတယ်။အဖိုးဆန္ဒကစတီတို့လက်လျှော့ခဲ့တဲ့လက်ဆောင်ကိုသူကသွားပို့ပြီးအဲ့မှာတမီရှစ်ကောင်ရှိတယ်ဆိုပါနဲ့သူကဓာတ်ပုံရိုက်ပြီးသူလုံးနိုင်သေးကြောင်းစတီတို့ကိုတက်သေးပြချင်နေတာပါ။အဖိုးဆန္ဒလက်ဆောင်သွားပို့ချင်တာကခွမ်းအတွက်တွေးပြီးလောက်တာမဟုတ်ပဲသူ့လောဘအတွက်လုပ်တယ်ဆိုတာကိုအာသာကသိလိုက်ရပါတယ်။အဲ့နောက်အာသာတို့လည်းခွမ်းရှိနေတဲ့ဆလူမျိုးကိုရောက်သွားခဲ့ပါတယ်။ဖိုးဆန္ဒကလက်ဆောင်ကိုသူမပို့ခြင်းကြောင့်ပြောလာတာမလို့အာသားနဲ့နတ်တငယ်မရှိကသာအိမ်ထဲကိုဝင်လိုက်ပါတယ်။ဒါမဲ့အိမ်ထဲမှာတော့လက်ဆောင်တစ်ခုကရှိနေခဲ့ပြီးအိမ်ထဲက3 ဆောင်တွေကလည်းယောက်ျားလေး3 ဆောင်ပစ္စည်းတွေကြီးဖြစ်နေလို့အာသားလည်းသူတို့တစ်ခုခုမှားသွားပြီဆိုတာသိလိုက်ပါတယ်။အဲ့ချိန်အိမ်ရဲ့အချက်ပြီးခလုတ်ကပါအတန်ထမိလာပြီးအိမ်ထဲကခွေးကလည်းအာသားစီးတာတဲ့ဖက်နှက်ကိုဆွဲပါတယ်။အာသားနဲ့မရှိလည်းအိမ်ပြတင်းပေါက်ကနေပဲအပြင်ကိုထွက်ပြေးရပြီးခွေးကအာသားရဲ့ဖက်နှက်ကိုကြိုက်နေပုံပေါ်တာမလို့အာသားလည်းခွေးလေးကိုခရစ်စမတ်လက်ဆောင်အဖြစ်သူ့ဖက်နှက်တစ်ဖက်ကိုချုပ်ခါပေးခဲ့ပါတယ်။အင်းရဲ့ချက်ပေးတန်ကြောင့်ရဲတွေပါရောက်လာပြီးအာသာတို့ကိုလိုက်ပန်းပါတယ်။အာသာတို့ကကွမ်ရှိတဲ့အမေရိကန်ကဆလူးမျိုးနဲ့အခုသူတို့ရောက်နေတဲ့မက္ကဆီကိုကဆလူးမျိုးကနာမည်ကြီးတူနေတာကြောင့်မှားသွားတာဖြစ်ကအခုတော့သူတို့ကိုရဲတွေကပါလက်ရှာနေကြပြီးစန္ဒာကလော့တကယ်ရှိတယ်ဆိုတဲ့သတင်းကလည်း TV မှာပါလာပါတယ်။အဲ့သတင်းကိုလည်းစတီတို့ကတွေးလိုက်ရပြီးအာသာတို့ကသူတို့ကိုရဲတွေမတွေ့တော့အောင်လို့အမြင့်ဆုံးကနေပြန်ကာသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အာသာတို့လည်းအမြင့်ဆုံးကနေပြန်တန်းလိုက်တာမလို့သူတို့ကိုရဲတွေကလည်းမျက်စိဖြစ်သွားခဲ့ပြီးစတီကလည်းမာရှယ်ရဲ့ဖုန်းကနေတဆင့်အာသာတို့ကိုဆက်သွယ်လို့ရခဲ့ပါတယ်။ဒီကအာသာတို့လုံးရကြောင်ခရစ်စမတ်ကိုဖျက်ဆီးမိတော့မလို့ဖြစ်နေလို့အာသာတို့ကိုစူပူပြောဆိုနေခဲ့ကအိမ်ကိုပြန်ခဲ့ဖို့ပြောလာပါတယ်။အာသာကတော့ကွမ်းကိုလက်ဆောင်တော့ဖို့ပေးခြင်းသေးတာမလို့စတီပြောတာကိုလက်မခံခဲ့ပါဘူး။အဲ့ချင်းအာသာတို့စူပါကဆက်ချိုရင်းကလှုပ်သွားခဲ့တာမလို့အာသာတို့3 ယောက်လည်းအောက်ကိုပြုတ်ကျလာခဲ့ပြီးစူပါကြီးကတော့မိုးပေါ်မှာပဲမောင်းသူမဲ့ကစောက်ဝိုင်းပုံစံလည်နေပါတယ်။အောက်ကိုပြုတ်ကျခဲ့တဲ့အာသာတို့ကလည်းအခုဆိုစူပါတောင်မရှိတော့တာမလို့လက်ဆောင်တော့ဖို့လို့မရတော့ပဲဖြစ်သွားပါတယ်။ဒါမဲ့အာသာကလက်မလျှော့ခဲ့ပဲအကြံတစ်ခုကိုလည်းတွေးမိသွားခဲ့ပြီး3 ယောက်သားလှေကိုလောကမိုးပေါ်မှာဆက်ဝိုင်းပုံစံပြန်နေတဲ့ဆိုပါတဲ့စီသွားပါတယ်ပြီးတော့အာသာကကျိုးကိုယူကမှော်အမုံကိုသူ့ကိုယ်ပေါ်ကိုဖျန်းလိုက်ပြီးအပေါ်ကိုတက်သွားပါတယ်အပေါ်ကိုရောက်သွားတော့အာသာကစူပါပေါ်ကိုခက်ခက်ခဲခဲရောက်အောင်တက်လိုက်ပြီးစူပါကိုလည်းအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပါတယ်အာသာကကလုတ်တစ်ခုကိုဆွဲလိုက်တော့စူပါကဆက်တည်သွားကအောက်ကအဖိုးဆန္ဒတို့ရှိတဲ့နေရာတဲ့ကိုကြာပါတယ်အာသာလည်းစူပါကိုယူကအောင်မြင်သွားခဲ့ပြီးကွာစီကိုဆက်သွားကြပါတယ်
တမှာတော့အာသာအဖေဆန္ဒကနတ်တငယ်တီပြောပြလို့သူ့အဖေနဲ့အာသာတို့ကျန်တဲ့လက်ဆောင်တစ်ခုကိုတောပို့တာကိုတီးသွားခဲ့ပြီးအာသာရဲ့အခန်းထဲကိုလည်းအဖေဆန္ဒကဝင်ကြည့်တော့သူ့သားလေးကကလေးတွေပို့တဲ့စားတိုင်းကိုစားပြန်ခဲ့ပြီးသူ့ကိုလည်းအာသာကအရန်လေးသားတာကိုအဖေဆန္ဒကသိလိုက်ရပါတယ်။ဒါကြောင့်အဖေဆန္ဒကအာသာတို့စီလိုက်သွားဖို့ဆုံးဖြတ်လိုက်ပြီးလေးရင်မြန်ကိုမောင်းပြီးသွားဖို့လုပ်ပါတယ်။ဒါကိုလည်းစတိကတီးသွားတော့လေးရင်မြန်ပေါ်လိုက်ခဲ့ပြီးအဖေဆန္ဒရဲ့ဆုံးဖြတ်ချက်ကိုတားလို့မရတဲ့အဆုံးသူကိုယ်တိုင်ပဲလက်ဆောင်ကိုတောက်ပို့ပြီးအဖိုးနဲ့အာသာကိုပြန်ခေါ်လာဖို့အတွက်ဆုံးဖြတ်လိုက်ပြီးတော့လေးရင်မြန်ကိုစတင်ပြီးမောင်းလိုက်ပါတယ်။ပါလေအာသာတို့ကိုဆိုးရကတွေ့သွားပြီးခရစ်စမတ်ကိုဖျက်ဆီးဖို့လာတဲ့ဂျိုသားဒီလို့ထင်သွားကစိတ်လင်ရင်နဲ့နောက်ကနေလိုက်ပြီးတက်ခိုက်ဖို့လုပ်နေပါတယ်။အဝိဇ္ဇနာကအာသာနဲ့မာရှယ်ကိုလေထီးနဲ့အောက်ကိုခုံချဖို့ပြောလိုက်ပြီးအာသာတို့အောက်ကိုကျသွားတော့သူကတမင်ကိုလှုပ်ပေးခဲ့ပြီးအောက်ကိုခုံချဖို့လုပ်ကအစိုးရရဲ့စစ်လင်ရင်ကဒုံးကြီးကစုပ်ပါးကိုအထိသူလည်းအောက်ကိုခုံချခဲ့ပါတယ်။စုပ်ပါးကိုပကံပြားပြန်ဆိုပြီးထင်နေတဲ့အစိုးရကတော့အခုသူတို့ဖျက်ဆီးနိုင်ခဲ့လို့ခရစ်စမတ်ကိုကယ်တင်နိုင်ခဲ့ပြီဆိုပြီးထင်သွားပါတယ်။တကတ်မှာတော့စတိကကွမ်းစီရောက်သွားပြီးသူ့ကိုယ်သူဆန္ဒကလော့ပုံစံလုပ်ကလက်ဆောင်သွားပေးပါတယ်။ဒါမဲ့စတိတယောက်အာသာတို့လိုပဲမျိုးမကရောက်သွားခဲ့တာမလို့ကွမ်းမဟုတ်ပဲကောင်းလေးတယောက်ဖြစ်နေလို့တိုင်ရီပတ်ကုန်ပါတယ်။အာသာနဲ့မာရှယ်ကတော့ကွမ်းရှိနေတဲ့နေရာနဲ့တိတ်မွေးတဲ့နေရာမှာကြာသွားပြီးမနက်မိုးလင်းဖို့ကလည်းတိတ်မလို့တော့တာမလို့အာသာကကွမ်းလက်ဆောင်စပိန်ကိုထုတ်ကစီးလိုက်ပြီးကွမ်းအိမ်ကိုဆက်သွားပါတယ်။ကွမ်းစီကိုကြိုးစားပြီးဆက်သွားနေတဲ့အာသာကိုလည်းတင်းညိုခန်းထဲမှာရှိတဲ့နန်းတငယ်တွေအားလုံးက CCTV ကနေစဉ်တွေ့နေရပြီးအာသာကိုအားပေးနေကြပါတယ်။ဘိုးဆန္ဒကလည်းအောက်ကိုအသက်မသေးပဲကြာလာခဲ့ပြီးခွမ်းစီကိုသွားနေတဲ့အာသာကိုလည်းအပေဆန္ဒနဲ့ဇက်တီတို့ကတွေ့ခဲ့ရပါတယ်။မာရှယ်ကလက်ဆောင်တွေကိုထုတ်ပိုးတဲ့နေရာမှာအတော်ဆုံးဖြစ်တာကြောင့်အာသာစပိန်ကိုနင်းနေတဲ့အချိန်မှာပဲမရရအောင်ထုတ်ပါတယ်။အာသာလည်းကွမ်းအိမ်ကိုရှာလို့တွေ့သွားကရောက်သွားတဲ့အချိန်မှာပဲစပိန်ကိုလည်းလက်ဆောင်အပြည့်ပြန်ထုတ်လို့ပြီးစီးခဲ့ပါတယ်။အာသာကကွမ်းအိမ်ထဲကိုဝင်ဖို့အလို့နေအောင်ထွက်လာတာကြောင့်သူနောက်ကျသွားပြီလို့ထင်နေတဲ့အချိန်အမောင်တို့ကပြန်ပြီးကြီးစိုးလာခဲ့ပါတယ်။တို့ကိုဖန်တီးလိုက်တဲ့သူကတော့အဖေဆန္ဒရဲ့လေးမြန်ကြီးပဲဖြစ်ကအာသာလည်းအိမ်ထဲကိုဝင်ခဲ့လိုက်ပြီးအပိုးဆန္ဒအဖေဆန္ဒနဲ့စတိတို့ကလည်းအိမ်ထဲကိုဝင်ပါတယ်။အာသာကအိမ်နေတဲ့ကွမ်းကိုတစ်ချက်ကြည့်လိုက်ပြီးသူ့ချင်ရင်ကဂရင်မာစားတစ်စောင်းနဲ့အတူဖဲကျုပ်ကိုချီကအောက်ကိုဆင်းလာတဲ့အချိန်အဖေဆန္ဒကိုမြင်လိုက်ရတာကြောင့်ပြောပြီးဖတ်လိုက်ပါတယ်။အာသာကကွမ်းကဆန္ဒစီကလက်ဆောင်ကိုလိုချင်တာမလို့အဖေဆန္ဒကပဲလက်ဆောင်ကိုပေးလိုက်ပါလို့ပြောကစပိန်ကိုပေးလိုက်တဲ့အချိန်အပိုးဆန္ဒနဲ့စတိတို့ရောက်ချလာပြီးစပိန်ကိုလူချပါတယ်။ကိုစပိန်ဘေးကို3ယောက်သားဝိုင်းလူနေတာကြောင့်အာသာကကွမ်းနိုးသွားနိုင်တာမလို့လူနေတာကိုရက်ဟုပြောလိုက်ပြီးကွမ်းကစန္ဒစီကလက်ဆောင်ကိုပဲလိုချင်တာပါဆိုပြီးအာသာကပြောပါတယ်။အာသာရဲ့စကားကိုကြတော့အပေစန္ဒကတကူကိုနားလေလိုက်ကစပိန်ကိုအာသာကိုပေးခဲ့ပြီးကွမ်းကိုမင်းမဲပေးလိုက်ပါဆိုပြီးပြောလာပါတယ်။ဒါကြောင့်အာသာလည်းထင်းကျူပင်အောက်မှာစပိန်ကိုချလိုက်တဲ့အချိန်ကွမ်းတယောက်နိုးလာပြီးအောက်ကိုဆင်းလာပါတယ်။အာသာတို့လည်းအမြန်ပုံးလိုက်ရပြီးမသွားခင်အာသာကကွမ်းလက်ဆောင်ရတာကိုကြည့်ချင်တာကြောင့်ခဏကြည့်ဖို့အပေကန္နာကိုပြောတော့အပေစန္ဒကလည်းလက်ခံလိုက်ပါတယ်။အပေတန္နာကလည်းအခုလိုကလေးတယောက်လက်ဆောင်ရတာပြောနေတဲ့ပုံကိုသူ့တသက်တခါမှမကြည့်ခဲ့ဘူးပဲအခုတော့သားနှစ်ယောက်နဲ့အတူကြည့်ခွင့်ရခဲ့ပါတယ်။ကွမ်းတယောက်လက်ဆောင်ရလို့ပြောနေတာကိုအာသာကကြည့်ကသဘောကျနေပါတယ်။မှတ်ဆိုတာကတာမန်လုံရိုးတို့စင်အလုံးမဟုတ်ပဲကဘာပေါ်မှာရှိတဲ့ကလေးတိုင်းအတွက်ပျော်ရွှင်ကြည်နူးစရာအခိုက်အတန့်လို့သတ်မှတ်ထားတဲ့အာသာကိုအပေဆန္ဒနဲ့စတိတို့ကကြည့်ကဆန္ဒကလော့ပြစ်တိုက်တဲ့သူကအာသာပဲဆိုတာကိုနှစ်ယောက်သားသဘောပေါက်သွားပြီးအာသာကိုဆန္ဒကလော့အသေးဖြစ်တင်မြောက်လိုက်ကြပါတယ်။လက်ဆောင်တစ်ခုမကြံပို့တာကလည်းအခုမှသာအောင်မြင်သွားခဲ့ပြီးအာသာလည်းလင်းပေါ်အတက်တစ်ပင်နဲ့ရိုက်မိပြီးအောက်ပြုတ်ကြကသူ့ကိုနှင်းနေပြီးသွားပြီးဆန္ဒကလော့ပုံစံဖြစ်သွားကအဲ့ဒါတို့လည်းအပြင်ထွက်လာတဲ့ကွမ်းကတွေ့ခဲ့ရပါတယ်။နောက်တနေ့အကြာမှာတော့စတိကထင်းကျုပ်ခန်းနဲ့မြောက်ဝင်းရုံးစိုးစစ်စစ်ရင်ရဲ့ဥက္ကဋ္ဌဖြစ်သွားကအဖေဆန္ဒကလည်းဆန္ဒအလုပ်ကနေအနားယူခဲ့ပြီးအဖေဖြစ်သူမိမဖြစ်သူတို့နဲ့အတူအချိန်ကိုကုန်ဆုံးပါတယ်။နန်းတကယ်မာရှယ်ကလည်းထိုးဖို့ဌာနရဲ့ဒိုးဥက္ကဋ္ဌရာထူးကိုရခဲ့ပြီးအာသာကတော့ခရစ်စမတ်နေ့မှာကလေးတိုင်းကိုပျော်ရွှင်အောင်လုပ်ပေးမယ်ဆန္ဒကလော့ဖြစ်လာခဲ့ပါတယ်။